morning မှာပွဲပွဲချစ်သူတို့ရဲ့ဒီနေ့ရဲ့ match ကိုပြောရမယ်ဒီနေ့ကတော့9လပိုင်း14ရက်နေ့ဖြစ်ပါတယ်9လပိုင်း14ရက်နေ့မြန်မာစံတော်ချိန်3နာရီခွဲ 1USC ကွင်းမှာကတော့ AR FC အသင်းနဲ့မြဝတီ FC အသင်းတို့ဟာဒီနေ့ရှင်ပြိုင်မှာဖြစ်ပါတယ်နောက်တစ်ပွဲကကြာရင်တော့ဘရုံမာကွင်းမှာဖြစ်ပါတယ်ရန်ကုန် City အသင်းနဲ့ချမ်း United အသင်းတို့ဟာဆိုရင်လည်းဘရုံမာကွင်း3နာရီခွဲမှာအချိန်တူညီစွာဖြင့်ရှင်ပြိုင်မှာဖြစ်ပါတယ် 1USC ကွင်းမှာကံမဲ့ AR FC အသင်းနဲ့ ARFC အသင်းနဲ့မြဝတီ FC အသင်းကိုတော့ပြုံးပလိ YouTube နဲ့ MRTV4 ကလွှင့်ပြီးတော့နောက်ထပ်အသင်းကိုတော့ရှမ်း United ဖြစ်အသင်းနဲ့နောက်တစ်ခုကရန်ကုန် City အသင်းနဲ့ဟာဆိုရင်တော့ဖြင့်Reader Channel နဲ့ပြုံးပလိ YouTube ကလွှင့်မှန်လို့လည်းတရားဝင်ထုတ်ပြန်ထားခြင်းသိရပါတယ်။ကဲဒီနေ့ပွဲမှာကတော့ ARFC အသင်းကတော့အမိအရာ3မှတ်ဆိုတဲ့3မှတ်ကို3 point ကိုရအောင်ယူမှာဖြစ်ပါတယ်။အဲ့လိုပဲဘယ်အသင်းမဆို ARFC အသင်းမှာမဟုတ်ဘူးတခြားသောအသင်းတွေလည်းမြဝတီအသင်းပဲဖြစ်ဖြစ်ရန်ကုန် City အသင်းပဲဖြစ်ဖြစ်ရှမ်း United အသင်းပဲဖြစ်ဖြစ်အကုန်လုံးသူက3 point ကိုရအောင်ယူဖို့အတွက်အကြိတ်အနေရှင်ပြိုင်ကြမှာဖြစ်ပါတယ်အမားတို့ဘောဝဲစစ်တဲ့သူတွေကပုဂ္ဂလိကအနေနဲ့ငါအသင်းသူ့အသင်းဆိုတဲ့ဟာနဲ့မကြည့်ဘဲနဲ့ဘိုးဝဲကောင်းတပွဲဖြစ်ပြီးတော့တရက်ဆုံးဖြတ်ချက်မှန်ဖို့အတွက်ပဲအများကြီးဆူတောင်းနေပါတယ်ကို့အသင်းကိုအားပေးတာဒါပေမဲ့မှားရင်မှားတယ်လို့ထောက်ပြပြီးမှန်ရင်မှန်တယ်လို့Bravo လောက်ရတာတော့အမားတို့ဘောဝဲချစ်ဘောဝဲကိုကြည်တတ်တဲ့သူတွေရဲ့အလုပ်ဖြစ်ပါတယ်ပေါ့နော်အရင်တစ်ပတ်တော့ ISP က AR နဲ့စံသက်ခံပြီးရဲ့နောက်ပိုင်းမှာတော့ဒီတစ်ပတ် ISP ရရန်ကုန်နဲ့ထပ်ပြီးတော့စံသက်ခံအောင်ပါဗျ။နော်ဒီလိုမျိုးထိတ်တိုက်တွေ့ဆုံမှုရှိနေတဲ့ပွဲစဉ်တွေရှိပါတယ်။ဒီပွဲစဉ်လေးအကြောင်းကိုကျွန်တော်ကပြပြပေးချင်ပါတယ်။ CC Passport Channel ပြည့်တဲ့ကြည်အားလုံးပဲမင်္ဂလာပါနော်။ကျွန်တော်ဒီတစ်ပတ်ရဲ့အစောဆုံးပွဲအဖြစ်6ရက်9လ2026မှာတော့ ISP အသင်းနဲ့ရန်ကုန်အသင်းတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုရရှိနေရပေါ့နော်။ဒီအသင်းနှစ်သင်းကဇယားရဲ့ထိတ်ဆုံးမှာရှိနေတဲ့အသင်းပေါ့နော်အဆင့်1ရအဆင့်2ရဒါပေမဲ့အမှတ်ကမကွာဘူးပေါ့နော်သူတို့ကအမှတ်ကတူတူနဲ့ကိုကွာကြောက်ကြောက်တာဇယားရဲ့ထိတ်ဆုံးနဲ့ဒုတိယနေရာမှာရောက်နေရဖြစ်တယ်ပေါ့နော်ဒီသင်းနှစ်သင်းကခြေစွမ်းကတော့ပုံမှန်နေထားမှာရှိတယ်ပေါ့နော်အားကြောင့်မလို့ဒီသင်းနှစ်သင်းကဒီကျသွားဖို့လည်းများတယ်နိုင်မဲ့အသင်းကိုတော့ကျွန်ပြောလို့မရဘူးဖြစ်နေပေါ့နော်ဘာလို့ဆိုတော့နှစ်သင်းကခြေမျှနေပေါ့နော်ဒီသင်းနှစ်သင်းရဲ့ပွဲကိုတော့ဘယ်တော့မှကွင်းမှာကစားသွားကြမှာဖြစ်ပါတယ်3နာရီခွဲချိန်မှာဘယ်မှာကွင်းမှာကစားမှာပါ MRTV4 channel ကနေပြီးတော့လွှင့်ပေးမယ်လို့ကြေညာထားပါတယ်ဗျပြုံး Play Sport YouTube channel ကလည်းတိုက်ရိုက်လွှင့်ပေးမှာပါဗျပြီးတော့အဲ့ဒီနေ့မှာပါပဲ6ရက်9လပဲပေါ့နော်အဲ့ဒီနေ့မှာပဲနောက်တက်ပွဲစဉ်လေးတစ်ပွဲရှိနေတယ်ဒီပွဲကိုတော့ YUFC ကွင်းမှာကစားသွားမှာဖြစ်တယ်ဒီပွဲစဉ်လေးကတော့ရှမ်း United အသင်းနဲ့ရှမ်း Lions အသင်းတို့ဖြစ်တယ်ပေါ့နော်ရှမ်း United အသင်းကလည်းရှေ့တစ်ပတ်တော့နိုင်ပွဲရရှိထားတယ်ရှမ်း Lions အသင်းကတော့ဒီခြေစမ်းလေးတွေပုံမှန်ပြန်ပြီးတော့ရရှိနေပေါ့နော်ကိုယ်တွေဆိုလဲကိုပြက်တွေတွဲနိုင်တယ်ဒါ U7 အသင်းကိုခြေခံထားဆိုတော့ဒီသင်းနှစ်သင်းပွဲကလည်းခြေကောင်းမှာပွဲဖြစ်တယ်ပေါ့နော်ရှမ်း United တို့ခေါ်ထားတဲ့နိုင်ငံခြားကစားသမားတွေတော့ဒီရှေ့ပွဲတွေမှာပါဝင်လာခြင်းမတွေ့သေးဘူးပေါ့နော်ဒီပွဲမှာတော့ပါဝင်မလားမပါဝင်မလားဆိုတာတော့အနားနီးမှာပဲသူတို့ကြေညာချက်ရသိမယ်ပေါ့နော်ဒီနှစ်သင်းမှာတော့ဘယ်သူကအနိုင်ရရှိသွားမလဲဆိုရင်တော့ကျွန်တော်ကတော့ရန်လန်ဇက်ကိုပဲနည်းနည်းပို့ပြီးတော့ထင်တယ်ပေါ့နော်ဒီသူတို့ရတန်ပြီးနေတဲ့အတင်းဆိုတော့ရန်လန်ဇက်နိုင်ရရှိသွားမလို့ကျွန်တော်ထင်တယ်ပေါ့ပြီးတော့နောက်နေ့9ရက်9လမှာတော့ရတနာဘုံ FC နဲ့မြဝတီ FC တို့ကံမဲ့ပွဲလေးရှိရပေါ့နော်ဒီပွဲကတော့ဘရုံမှာကွင်းမှာပဲနော်ဘရုံမှာကွင်းမှာဒီပွဲလေးကိုတော့ Reader Channel နဲ့လွှင့်ပေးမှာဖြစ်တယ်ပြီးတော့ပြုံး Play Sport YouTube Channel မှာလည်းသူတို့တိုက်ရိုက်လွှင့်မှာပါဗျဒီပွဲစဉ်မှာတော့တိတ်ပြီးတော့စဉ်းစားတာရှိပါဦးရတနာဘုံကခြေစွမ်းတော်တော်ကောင်းနေတယ်ပေါ့နော်ဒီမြဝတီကတော့ခြေစွမ်းပိုင်းမှာတော်တော်ကျဆင်းနေတဲ့အတွက်ရတနာဘုံ FC ပဲနိုင်ရရှိသွားမယ်လို့ခံမှန်းရပါတယ်ပြီးတော့10ရက်နေပေါ့နော်10ရက်9လမှာတော့ပစ္စာအာမန်နဲ့ရန်ကုန် City အသင်းတို့ရှိနေတယ်ပေါ့နော်သူတို့ကလည်း YUFC ကွင်းမှာပဲကစားသွားကြမှာဖြစ်ပါတယ်ဒါဒီပွဲစဉ်ကိုလည်း Reader Channel ကနေပြီးတိုက်ရိုက်ထုတ်လွှင့်သွားမှာပေါ့နော်ဒီပွဲစဉ်လေးကတော့ပစ္စာအာမန်အမှတ်ယူအောင်မဲ့ပွဲဖြစ်တယ်ပေါ့နော်ဒီပွဲမှာပစ္စာအာမန်အမှတ်မယူနိုင်ရင်တော့ပစ္စာအာမန်အမှတ်ရမှာမဟုတ်တော့ဘူးလို့ကျွန်တော်ထင်ပါတယ်ပြီးတော့နောက်ထပ်10ရက်နေ့မှာပဲပေါ့နော်10ရက်9လမှာပဲကျွန်တော်တို့ချန်ပီယံပေါ့နော် AR အသင်းရဲ့ပွဲရှိနေပေါ့နော် AR အသင်းရဲ့ပွဲက
Swagman United နဲ့အကမ်းမှာဖြစ်တယ်ဒီပွဲစဉ်လေးကိုတော့ MRTV4 channel နဲ့တိုက်ရိုက်ထုတ်လွှင့်ပေးမယ်လို့ကြေညာထားတယ်ခင်ဗျပြုံး base sport ကလည်းလွှင့်မှာပါဒီပွဲစဉ်မှာတော့ AR ကအမှတ်ပြန်ယူပြီးတော့ထိတ်ဆုံးနေရာကိုပြန်လဲပြီးလူအောင်မဲ့ပွဲဖြစ်မယ်လို့ထင်နေပါနော်။ဘာလို့ဆိုတော့ဒီအရှိမထိတ်ဆုံးက1နဲ့2နဲ့တွေ့ဆုံနေတယ်ဆိုတော့ AR ဒီခွင့်ရေးကိုလက်လွတ်မခံပဲယူထားမှာပေါ့နော်။ Swagman အတင်းကို900ရလို့တွင်းထားမှာပေါ့နော်။ဒါမှလည်း Swagman အတင်းကလည်းနိုင်ငံခြားကစားသမားတွေနဲ့ကိုသမားဝိုင်းတုံချစ်တို့နဲ့ဖွဲ့စည်းထားဆိုတော့ကိုတွင်းဖို့တော့နည်းနည်းတော့ခက်မှာပေါ့နော်။ဒါပေမဲ့ AR နိုင်သွားမယ်လို့ပဲကျွန်တော်တယောက်တည်းအမြင်ပေါ့နော်။ AR နိုင်သွားမယ်လို့ပဲထင်ပါတယ်။အားလုံးပဲပွဲစဉ်တွေဘယ်လိုဖြစ်မယ်ဆိုတာခံမှန်းပေးခဲ့ကြပါအောင်နော်။ကျေးဇူးများတင်ပါတယ်။ ကဲမက်ပြန်ပေးလိုက်မယ်မက်ပြန်မို့တော့မတန်ဘူးအကောင့်အတူကြီးနဲ့လာပြောထားတာဆိုတော့လေဒါပေမဲ့တိအောင်တချို့သောသူတွေတိအောင်လို့တခါတည်းထည့်ပြောပေးလိုက်မယ် AR တာဆိုလို့ရှိရင်အပေါက်ကပိတ်နေမှာတဲ့ငါအပေါက်ကဘယ်တော့ခမမမှန်တဲ့ဘက်ကိုလိုက်ပြီးမှန်တဲ့ဘက်ကိုမလိုက်ပေးနဲ့တိတ်တိတ်ကလေးနေတာရှိဘူးတော့ဟမ်အကောင်လားအကောင်မလားကောက်တီးရဲ့ထမင်းစားပြီးထမင်းစားတဲ့ဦးနောက်မရှိတဲ့အကောက်ပိန်ချင်းမှန်တယ်မှားတယ်ဆိုတာသူ့ဟာသူဒိန်ဖက်ဒိန်ရဆုံးဖြတ်ပြီးသွားပြီမှားနေရင်လည်းဒိန်ဟိုပဲပြောမှာအသင်းနဲ့မဆိုင်ဘူးရဲ့ဒါကိုလူတိုင်းသိတယ်ပွဲတစ်ခုမှာအဓိကဒိန်ရဲ့ဆုံးဖြတ်ချက်ကအမှန်ဆိုတာလေထမင်းစားပြီးကြီးလာတဲ့လူတိုင်းဦးနောက်တိုင်းသိတယ်AR တာဆိုအပေါက်ပိတ်နေတယ်ပြောရအောင်ပြီးခဲ့တဲ့နှစ်ကပြီးခဲ့တဲ့ရာသီပထမအကျော်အဲ့ဒီတစ္ဆာအမှန်နဲ့ ARFC နဲ့ပဲတစ္ဆာအမှန်ဘက်ကဒေါင်းကန်ဖို့ကန်လိုက်တဲ့အခါမှာဖြူလုံးလေးရဲ့ပခုံးနဲ့ထိပြီးတော့ပခုံးနဲ့ထိလို့ပါဆိုပြီးပင်နတီပေးခဲ့ရတဲ့ဟာကြည့်ဘူးလားဦးနောက်ရှိလားမှတ်မိလားဝူမန်လေးအခုမှကြည့်ဘူးလားဘောပဲအခုမှကြည့်ဘူးလားရှိပရိန်ပဲရှိတာလားမန်ပိုင်ရှင်အဲ့တော့ပင်နတီပေးခဲ့ရတယ်မပေးသေးဘဲနဲ့ပခုံးနဲ့ထိတာတော့ပင်နတီပေးလဲလို့ပေးခဲ့ရတယ်မနှစ်ကပထမအကျော်ဒီနှစ်မှာလက်နဲ့ထိလားမထိဘူးလားဆိုတာကိုတိုင်နဲ့ပြန်ကြည့်လို့ရတယ်ကန်တဲ့သူတွေလည်းကြည့်လို့ရဒါပေမဲ့ပွဲမှာဒိန်ရဲ့ဆုံးဖြတ်ချက်ကအမှန်မို့လို့ဒိန်ကိုပြောခြင်းဖြစ်တယ်ဒါပေမဲ့လက်နဲ့ထိတာကသူ့ဘာသူဘိုးလုံးကလာလို့အော်တိုထိတာလားလက်ကဆန့်ထုတ်လိုက်လို့ထိတာလားဆိုတာထမင်းစားတဲ့ဦးနောက်ဒီ brain ရှင်စဉ်းစားတတ်ရရနော်ငါပေါက်ကလေအားတဲ့နေရာမှာထုတ်ဖို့ထားတာမဟုတ်ဘူးနင်တို့လိုတိုးသီးတွေကိုရှင်းပြဖို့တဲ့ငါပေါက်ကဖွင့်နေရတာနော်